ဒီကနတော့ကမဟာမိတ်များနဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အတူမကွေးတိုင်းချင်းပြည်နယ်အေယာဝတီတိုင်းတို့ကိုပူးပေါင်းဆောင်ရွက်တဲ့စစ်စင်ရေးတွေမဟာဗျူဟာမြောက်စစ်စင်ရေးတွေကိုဖော်ဆောင်နေတာဖြစ်တယ်။ AA နဲ့ PDF များမဟာမိတ်များပူးပေါင်းမှုကနေအေယာဝတီတိုင်းထဲအထိစီရေးတွေကျေပြန့်လာတယ်။တခါAAရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အတူချင်းပြည်နယ်ဒီစစ်ရေးတွေကျေပြန့်လာပြီးချင်းပြည်နယ်ရဲ့တစ်စင်မကွေးတိုင်းအထိ AAရဲ့စစ်ရေးနယ်မြေကိုချက်ပြနိုင်တဲ့အပြင်မကွေးတိုင်းထဲမှာရှိနေတဲ့လက်နက်စက်ရုံများအနီးနားအထိကိုတောင် AA နဲ့ဗာမိတ်ပူးပေါင်းတပ်ဖွဲ့များကချင်းကပ်လာနိုင်ပြီဖြစ်တယ်။တပြိုင်နက်တည်းမှာပဲတိုင်းသားလက်နက်ကင် KNU နဲ့ NUG PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကစစ်တောင်းမြဝန်းဒေသကနေတဆင့်ရန်ကုန်မန္တလေးလမ်းဟောင်းကြီးကိုထိမ့်သိမ်းထားနိုင်တဲ့အနေအထားတိရအောင်တောင်မူပြောင်းတစားရေးတာရှိညောင်လေးပင်ဒီပဲခူးဖျားကြီးဒေသပြည်ရှိမှာဆိုရင်ဒီအနီးနားမှာရှိတဲ့နေပြည်တော်နားတစ်ဝိုက်အထိထိမ့်ချုပ်ထားနိုင်တာရှိတယ်ထိုနည်း၎င်းပဲကနတော့ကဒီကရင်တိုင်းသားလက်နက်ကင်များနဲ့ PDF များ NUG တပ်ဖွဲ့များပူးပေါင်းပြီးပဲခူးရိုးမကိုစစ်နယ်မြေချက်ထွင်လာနိုင်တာရှိတယ်။အဲဒီကနေမှရန်ကုန်ပြည်တော်စုလမ်းမကြီးတစ်ဝိုက်မှာရှိတဲ့မြို့တွေဒီလက်ပတန်းတို့ဟင်္သာတို့ဒါမျိုးတွေပေါ့နော်။အဲ့ဒီမြို့တွေမှာလည်းတိုက်ပွဲတွေဖော်ဆောင်နိုင်တာတွေရှိလာတယ်။အဲကနေမှမန္တလေးတိုင်းမှာရှိတဲ့ NUG ရဲ့ PDF တွေနဲ့မန္တလေးတိုင်း PDF များပူးပေါင်းပြီးတော့နောက်ဒေသဆိုင်ရာ PDF များပူးပေါင်းပြီးမန္တလေးတိုင်းရဲ့မြို့တွေဖြစ်တဲ့မြင်းကြံတို့နော်ဒီမြင်းကြံတဝိုက်ပေါ့နော်တောင်သာတဝိုက်ဒီနေရာတွေကိုလည်းထိမ့်ချုပ်ထားနိုင်တာတွေရှိလာတယ်။စကိုင်းတိုင်းထဲမှာလည်းမြို့တော်တော်များများကိုထိမ့်ချုပ်ထားနိုင်ပြီးဒီစစ်ရေးဒီစစ်ကောင်စီကိုချင်းချောက်တားဆီးဟန်တာချင်းမုံနိုင်တဲ့အဆင့်တီကိုရောက်ရှိနေပြီဖြစ်တယ်။အဲ့တော့ရှမ်းပြည်နယ်မှာကြတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ဒီငကိုတဲကရှိနေတဲ့ဝါနဲ့မိုင်းလာတို့ကသူဒေသကိုထိမ့်ချုပ်ထားပြီးပလောင်ဖွဲ့ကတော့ဒီရရှိလာတဲ့မြို့နယ်များကိုဆက်လက်ထိမ့်ချုပ်ထားစေဖြစ်တယ်။ကိုကန့်တွေကလည်းသူတို့ရရှိတဲ့ဒေသကိုဆက်လက်ကိုကန့်ထိမ့်ချုပ်ထားစေရှိနေပြီးရှမ်းတောင်မှာတော့ဒီပိုးပြည်သူစစ်တွေနဲ့ဒီကရင်ပြည်နယ်ရဲ့အပေါ်ပိုင်းလမ်းတစ်ဝိုက်မှာလေတိုက်ပွဲတွေပြင်းထန်ပြီးတော့တိုက်ခိုက်နေစေဖြစ်တယ်။ရဲတစ်စင်းနေပြီးတော့ကိုဝိုင်းထားတဲ့အနေအထားအထိလည်းရောက်ရှိနေပြီဖြစ်တယ်။အဲ့တော့အဲ့လိုတန်နိုင်ငံလုံးအတိုင်းအတာနဲ့စစ်မြေပြင်တွေဖြစ်နေပြီ။တိုက်ပွဲတွေပေါ်ဆောင်နိုင်ပြီ။ဒီဆရာနာရှင်များဘက်ကစစ်မှုထမ်းမဲ့လူစစ်တိုက်မဲ့လူမရှိတဲ့အခါဒီစစ်မှုမထမ်းမနေရဥပဒေလုပ်ပြီးဒီတပ်သားအစ်စ်တွေပေါ့နော်ပြည်သူတွေလူငယ်တွေပေါ့အဲ့တော့ PDF တော်လိုင်းလူငယ်တွေကိုပြည်တွင်းမှာရှိတဲ့လူငယ်တွေနဲ့အတင်းအကျပ်စစ်မှုထမ်းခိုင်းပြီးပြန်တိုက်ခိုင်းကသူစစ်ကြောင်းတွေထိုးလာနိုင်တယ်သူအင်အားတွေပြန်ဖြည့်လာနိုင်တယ်ဆရာနာရှင်ကသူ့ရဲ့အစ်စ်တင်နန်းဆင်းလာတဲ့စစ်သားတွေနဲ့အတူအဲ့ဒီစစ်သားတွေကိုလက်နက်တပ်ဆင်ပေးနိုင်တယ်လေးခါလေးပုတ်ပွေးနိုင်တယ်နော်ဒီပြီးတော့သူ့ရဲ့လေချောင်းစစ်ကူတွေပေးနိုင်တယ်လေချောင်းစစ်ကူတွေကတိုက်လေရင်တွေဂျိုင်လိုကော်ပတာတွေဒါမျိုးတွေပေါ့လေထီးနဲ့လိုက်ပစ်တဲ့ဓာတ်တွေပေါ့ပြီးတော့ drone တွေနော်အမြောက်ကြီးတွေဒီလိုအနေထားတွေကနေပြီးတော့ရန်တွေပေါ့နော်မြုပ်မိုင်းတွေပေါ့အဲ့လိုအနေထားတွေကနေပြီးတော့စစ်အာဏာရှင်က quantity ပေါ့နော်အရေးအတွက်ကိုဦးတည်ပြီးတော့စစ်အင်အားတွေတိုးချဲ့လာနိုင်ပြီးတော့ကျွန်တော်တို့တနိုင်ငံလုံးမှာရင်ဆိုင်နေရတဲ့တိုက်ပွဲတိုင်းနေရာတိုင်းကိုခုခံရင်ဆိုင်ဖို့အတွက်စဉ်းစားနေရတယ်။သို့တော်လည်းကျွန်တော်တို့တနိုင်ငံလုံးမှာထိန်းချုပ်ထားတဲ့တိုင်းသားလက်နက်ကင်များကျွန်တော်တို့တော်လန်လက်နက်ကင်များအားလုံးရဲ့ကြားဖြတ်ဟန်တာမှုတွေတိုက်ပွဲဖော်ဆောင်မှုတွေနဲ့ရှေ့အာဏာရှင်တွေကရှေ့မတိုးနိုင်ဖြစ်နေတယ်။အဲ့တပြိုင်နက်တည်းမှာဆရာနာရှင်တွေကရွေးကောက်ပွဲဆိုတာကြီးကနေလွတ်တော်ခေါ်ဖို့ကြိုးစားတာပြောချင်တာကရက်သားအစိုးရပုံစံကိုပုံဖော်ဖို့ကြိုးစားတာပြည်သူတွေမဲပေးထားတဲ့
စစ်မှန်တဲ့ရွေးကောက်ပွဲတဲ့ရလဒ်ကိုပယ်ဖြတ်ပြီးအဲ့ဒီခေါင်းဆောင်များကိုဖမ်းဆီးထောင်ချပြီးအဲ့ဒီခေါင်းဆောင်နဲ့အဲ့ဒီနိုင်ငံရေးသမားတွေမပါဘဲတစ်ဖက်သက်ကျန်းဖို့ပါတီဆိုတဲ့စစ်သားတွေစစ်ဗိုလ်ချုပ်တွေပါတီထောင်ပြီးရွေးကောက်ပွဲအနိုင်ရပြီးအဲ့ဒီစစ်တပ်အစိုးရပေါ့ကျန်းဖို့အစိုးရကြီးကနေတဆင့်လွတ်တော်ခေါ်ပြီးတော့သူတို့ရဲ့ဒီနိုင်ငံရေးအာဏာကိုပြည်တွင်းမှာရှိတဲ့ဒီတနတ်တွေနဲ့ပြပြီးအင်အားနဲ့ပြပြီးမရရအောင်လုပ်မယ်ဆိုတဲ့လှုပ်ဆောင်မှုကနေရပ်တည်ဖို့ကြိုးစားနေတယ်။အဲဒီကနေမှသူတို့လွတ်တော်ခေါ်ပြီးဥပဒေမျိုးစုံပြဋ္ဌာန်းဖို့ကြိုးစားတော့မှာဖြစ်တယ်။ပြောချင်တာကဥပဒေမျိုးစုံပြောပြီးတော့ဒီဘက်ကတော်လန်ရေးအဖွဲ့အစည်းများဖြစ်တဲ့ NUG တိုင်းသားလက်နက်ကင်များနဲ့ PDF များကိုဥပဒေပုံမှန်မျိုးစုံနဲ့ကန့်သတ်မှုတွေလုပ်လာတော့မှာဖြစ်တယ်။ဒါသူတို့ရဲ့စီမံချက်ပါ။ဒါတော်လန်ပြည်သူများဘက်ကကြည့်ရင်လေနံပါတ်1ချက်ဆရာနာရှင်စုဆောင်းနေတဲ့အင်အားဖြစ်တဲ့စစ်မှုမထမ်းမနေရကိုမတားဆီးနိုင်ဘူးဆရာနာရှင်ဖြစ်တင်းနေတဲ့ငွေအင်အားကိုလည်းမတားဆီးနိုင်ဘူးနံပါတ်3ချက်ဆရာနာရှင်လုံမဲ့ရွေးကောက်ပွဲကိုလည်းမတားဆီးနိုင်ဘူးဘာကြောင့်လဲဆရာနာရှင်ကပြည်သူကိုပြည်သူချင်းချင်းရန်တိုက်ပြီးတော့ပြည်သူအသက်တွေကိုရင်းပေးမယ်လေတော်လန်ပြည်သူတွေကဆရာနာရှင်အသုံးချနေတဲ့လူတွေကလည်းကိုယ်နိုင်ငံသားတွေဖြစ်နေတာဖြစ်တဲ့အတွက်လောကကိုင်ရဥပဒေပေါင်းအရာနိုင်ငံတကာဥပဒေများအရာလောရကိုင်ရအကျက်တည်းရှိနေတယ်။ဒါကြောင့်ဒီပြည်သူစစ်တွေစစ်မှုမထမ်းမနေရဆိုတာကိုတားဆီးဖို့ဆိုတာအဲ့ဒီကန်ရှင်ပြည်သူများရဲ့ပူးပေါင်းဆောင်ရွက်မှုကသာလျှင်ဖြစ်နိုင်မှာပြောချင်တာကစစ်မှုမထမ်းမနေရမသွားခြင်းတဲ့ပြည်သူများကလူမြောက်နေမျိုးကိုထွက်ပြေးသွားတာနိုင်ငံတကာကိုထွက်ပြေးသွားတာနော်နိုင်ငံကြောက်ထွက်ပြေးသွားနေမဲ့ပဲကူညီလို့ရတယ်သို့တော်လေတနိုင်ငံလုံးမှာရှိနေတဲ့လူဦးရေတန်း90မှာစစ်မှုထမ်းနိုင်တဲ့လူဦးရေကအနည်းဆုံး9သန်းလောက်ရှိပဲအနည်းဆုံးပြောတာနော်နိုင်ငံဟာလူငယ်နဲ့ချက်တာ9သန်းနဲ့10သန်းကြားရှိမယ်အဲ့တော့မြောက်များရှိနေတဲ့ကျွန်တော်တို့တော်လန်ပြည်သူဆိုတာတကယ်တမ်းတော်လန်ရေးမှာထဲထဲဝင်ပါနေတဲ့ပြည်တွင်းကလူ PDF အပါဝင်တော်လန်ရေးသမားဆိုတာသိန်းကနန်းတန်းကနန်းပဲရှိမယ်တစ်သန်းပဲရှိပါဆိုကျန်တဲ့49သန်းတော့ပြည်သူတွေကနေပြီးတော့တကယ်တမ်းစစ်မှုထမ်းဖို့အသက်ပြည့်နေတဲ့လူငယ်ဟာအနည်းဆုံး9သန်းနဲ့10သန်းရှိမှဖြစ်တဲ့အတွက်ဒီ9သန်းနဲ့10သန်းသောလူငယ်တွေအားလုံးစစ်မှုထမ်းကိုရှောင်ရှားဖို့အတွက်တိုင်းပြည်ကနေထွက်ပြေးဖို့ဆိုတဲ့စဉ်းစားပုံကလုံးဝမဖြစ်နိုင်ဘူးဒီ9သန်းသောလူတွေရွှေ့ပြောင်းသွားဖို့မဖြစ်နိုင်ဘူးဒါတော့အဲ့ဒီထဲကနေသိန်းကနန်းနဲ့ချီတဲ့လူတွေတမသန်းကနန်းနဲ့ချီတဲ့လူတွေကနီးမျိုးစုံနဲ့ပတ်စံတတ်နိုင်တဲ့လူတွေကမိဘတွေကသားသမီးတွေကိုတက္ကသိုလ်တွေတွတ်တက်ခိုင်းနေမလေးရှားမှာတက်ခိုင်းနေထိုင်းမှာတက်ခိုင်းနေစင်ကာပူမှာတက်ခိုင်းနေဥရောပနိုင်ငံများမှာတွတ်တက်ခိုင်းနေအဲ့ဒါကလည်းလက်ချိုးရည်လို့ရတယ်တောင်းကတန်းပဲရှိမယ်အလုံးစုံသိန်းကနန်းပဲရှိမယ်သသိန်းပဲရှိပါဆိုကျန်တဲ့လူငယ်တွေကတော့မိဘလည်းအလေလက်ရှိတဲ့ဒီအလေလက်တန်းစားတွေကလည်းသားသမီးတွေကိုထိုင်းနိုင်ငံကိုလွှတ်လိုက်တယ်ထိုင်းနိုင်ငံမှာနေထိုင်ခိုင်းတယ်ဒါပေမဲ့8လ6လတစ်နှစ်ကြာတဲ့အခါမှာငွေကြေးမတက်နိုင်တော့ဘူးအလုပ်ကိုင်လည်းရှာရခက်တယ်ပြီးတော့မြို့ကြီးတွေမှာနေတဲ့သားသမီးတွေကလည်းဘလို့မှအလုပ်ကျန်းနေမလုပ်နိုင်ဘူးလေနော်မိဘတွေကရွှေပေါ်မြတ်တင်ထားရတာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံနဲ့လည်းအမဝင်တဲ့အခါမှာအဲ့လူတွေအားလုံးဒီနောက်ဆုံးငွေကြီးမတက်နိုင်ဘူးထိုင်းနိုင်ငံဗီဇာအခက်အခဲရှိတယ်တိုးရီဗီဇာကိုတက်တန်းတိုးတဲ့ခါကျတော့ဗီဇာလည်းမရဘူးဗိုက်ရိုက်ဖို့ကြတော့လည်းအဆင်မပြေတာတွေရှိတယ်အဲ့ဒီဗိုက်ရိုက်မဲ့အလုပ်တွေကိုလုပ်ဖို့အတွက်လည်းအခက်အခဲတွေရှိတယ်ဟိုအလုပ်မလုပ်ပဲနဲ့ဗိုက်ရိုက်ဖို့ကလည်းဖြစ်နိုင်တယ်ဥမာဗိုက်ရိုက်ဖို့ပတ်စံကိုပေးလိုက်နိုင်တယ်အဲ့တော့ပြီးတော့အလုပ်လုပ်စရာမလိုဘူးသို့တော့အဲ့ဒီနေထိုင်စားသောက်ဖို့ဈေးရိတ်တွေကိုမတက်နိုင်တဲ့အတွက်တချို့တွေပြန်သွားကြရတယ်တခါပြည်တွင်းမှာစွန့်စားခြင်းတဲ့လူငယ်တွေကတော့နှီးမျိုးစုံနဲ့ဒီအောက်လန်းတွေကပေါ့အခုဆိုရင်ဒါမြဝတီရဲ့ဒီလမ်းဟောင်းကနေတဆင့်နော်နှီးမျိုးစုံနဲ့ဒီထိုင်းနိုင်ငံကိုဝင်ရောက်လာကြတယ်ထိုင်းနိုင်ငံမှာရအလုပ်လုပ်ပြီးတော့ဘဝတွေကိုရင်ဆိုင်လာကြတယ်
အဲ့ဒါလဲသန်းကနန်းလောက်ပဲရှိမှာကျန်တဲ့ပတ်စံလည်းမတက်နိုင်ဘူးဘယ်သူမှလည်းထုတ်ပေးစရာမရှိဘူးတနေ့လုံးမှတနေ့စားဆင်းရဲတဲ့လူငယ်မိသားစုတွေကတော့ပြည်တွင်းမှာပဲနှီးမျိုးစုံနဲ့ပတ်ရှောင်ပြီးတော့အုပ်ကြီးတွေကိုလက်ထိုးတာစစ်မှုမထမ်းမှုတွေစစ်မှုမထမ်းကြီးပေါ့တလောက်1000ကောက်တာ2000ကောက်တာ3000ကောက်တာ4000ကောက်တာနဲ့ဒီလိုပဲပြည်တွင်းမှာပဲပတ်ရှောင်နေပြီးတော့ပြည်တွင်းမှာပဲအလုပ်လုပ်နေကြတယ်ပြည်တွင်းမှာလည်းလောက်အားလိုအပ်ချက်တွေအရာအလောက်ကင်တွေကိုကြံဖန်ပြီးလုပ်နေကြတယ်သို့တော်လေရန်ကုန်မြို့လိုနေရာမှာနေရာတိုင်းမှာအလုပ်သမားကြော်ညာတွေပေါ်ပေါက်နေတယ်ပြီးတဲ့လစာလည်း2သိန်း3သိန်းရှိတယ်ဒါပေမဲ့နေရာတိုင်းဆိုင်တိုင်းစတိုးဆိုင်တိုင်းလက်ဖိတ်ဆိုင်တိုင်းစားသောက်ဆိုင်တိုင်းမှာဒီဝန်ထမ်းအလိုရှိတယ်ဆိုတဲ့ဆိုင်ဘုတ်တွေကနေရာတိုင်းရှိတယ်စက်ရုံလုပ်တွေမှာလည်းအလုပ်သမားတွေရှားပါတာတယ်ဒါလိုပဲဘယ်လိုပဲအနေထားဖြစ်ဖြစ်နိုင်ငံတကာကိုထွက်ခွာဖို့အတွက်မဖြစ်နိုင်တာဖြစ်တဲ့အတွက်သူတို့ဒီပြည်တွင်းမှာပဲပတ်ရှောင်ပြီးတော့ဒီလိုပဲကြုတ်ကြက်လိကြီးကြက်လုပ်နေရတဲ့အနေထားနဲ့သူတို့ဘဝတွေကိုစိုးရိမ်ထိတ်လန့်မှုမြောင်များစွာကနေကြောက်ရွံ့စွာနဲ့ပေါ်တာဆွဲနေတဲ့ဂျားတွေကနေပဲအန်ဒီရဲ့ဂျားတွေကနေဖြတ်တန်းပြီးရှင်သန်နေရတယ်အဲ့လိုအနေထားဖြစ်နေတဲ့ပြည်တွင်းမှာရှိတဲ့ကိုယ်နိုင်ငံသူနိုင်ငံသားများကိုကျွန်တော်တို့တော်လန်ရေးဘက်တော်သားများကဘယ်လိုလုပ်အရေးယူမှာလဲဘယ်လိုမှမတားဆီးနိုင်ဘူးအဲ့ဒီတဲကနေဆရာနာရှင်နဲ့တလကို9000နဲ့အခု18ကြိမ်လောက်ဖြစ်နေပြီအဲ့ဒါနဲ့ပါသွားတာဘယ်လိုမှမတားဆီးနိုင်ဘူးဘာကြောင့်လဲကိုယ်တွေသူတွေအတူတူခံစားနေရတာအတူတူဖြစ်တဲ့အတွက်ဘယ်လိုမှတားဆီးဖို့မဖြစ်နိုင်ဘူးအဲ့တော့အဲ့လိုအနေထားကနေဆရာနာရှင်တွေကဒီသူတို့အတွက်လိုအပ်တဲ့လူသားအရင်းမြစ်စစ်သားအသစ်တွေရရှိပြီးအဲ့ဒီအရင်းမြစ်တွေကိုလက်နဲ့တက်ဆင်ပြီးရှေ့တန်းကိုပို့ပြီးသူတို့ရှုံးနေတဲ့စစ်မျက်နှာပြင်တွေမှာလူအားနဲ့ပေါ့နော်လူအားနဲ့ဖိပြီးတော့ဒီတရင်100တို့200တို့300တို့400တို့နဲ့ကျွန်တော်တို့ရဲ့တော်လန်ဘက်တွေကိုလာရောက်ပြီးထိုးစစ်ဆင်နေတာကိုရင်ဆိုင်နေရတာဒုတိယအချက်အနေနဲ့စစ်အာဏာရှင်ဖြည့်တင်းပြီးနေတဲ့ငွေအင်အားကိစ္စအဲ့တော့မြန်မာနိုင်ငံမှာလူကြီးသန်း90ရှိတယ်ဘလောက်ပဲထွက်ပြည်တွင်းမှာတန်း30လောက်ကျန်ခဲ့မှာဖြစ်တယ်ဒီလူတွေရဲ့စားဝတ်နေရေးအတွက်စီးပွားရေးလုပ်ငန်းတွေလုပ်ကိုလုပ်ရမှာအဲ့ဒီစီးပွားရေးလုပ်ငန်းတွေလုပ်ဖို့အတွက်နိုင်ငံရဲ့အဓိကအလုပ်တွေဖြစ်တဲ့လမ်းမဆက်သွယ်ရေးအစားအသောက်လုပ်ငန်းများအဝတ်ထည်ဆိုင်ရာလူသုံးကုန်ပစ္စည်းများဆိုင်ရာပစ္စည်းများဟာဒီလုပ်ငန်းတွေကလက်ပတ်နေမှာပဲဖြစ်တယ်အဲ့ဒီလက်ပတ်မှုတွေအားလုံးကိုစစ်အာဏာရှင်ကပဲတနက်ပြတ်ပြီးထိချုပ်ထားတာဖြစ်တယ်NUG ကထိချုပ်ထားတာမဟုတ်ဘူး NUG ကသူတို့ထိန်းထားတဲ့စကိုင်းမှာရှိတဲ့ဒေသတစ်ခုလောက်တချို့တိုင်းသားတွေကသူတို့ထိန်းထားတဲ့မြို့နယ်လောက်ပဲတနိုင်ငံလုံးမှာမြို့နယ်ပေါင်း200ကျော်အထူးသဖြင့်အရေးကြီးတဲ့စီးပွားရေးမြို့တွေဖြစ်တဲ့ရန်ကုန်မန္တလေးမော်လမြိုင်ပတ်သိမ်ပြည်နော်မကွေးစကိုင်းနော်တရင်းသာကြီးဘိတ်ဒဝဲနော်ပြည်နောက်တစ်ခုကဘယ်မှာရှိမလဲအဲ့ဒီမြို့ကြီးတွေပေါ့အဲ့ဒီမြို့ကြီးတွေရဲ့စီးပွားရေးမြို့ကြီးတွေမှာလူတွေကရောင်းကြမယ်ဝယ်ကြမယ်ကားရောင်းဝယ်လုပ်မယ်စီးပွားရေးရောင်းဝယ်ဒေါ်လာရောင်းဝယ်လုပ်မယ်ဆိုင်ဖွင့်မယ်ကွန်ပျူတာဖွင့်မယ်ဖုန်းဆိုင်ဖွင့်မယ်ဆေးဆိုင်ဖွင့်မယ်အစားအသောက်ဆိုင်တွေဖွင့်မယ်ဈေးထဲမှာဟင်းသီးရွက်တွေရောင်းမယ်အသားငါးရောင်းမယ်ကုန်ကြောဒီလုပ်ငန်းတွေတော့ကုန်တိုက်လုပ်ငန်းတွေလက်ပတ်နေမှာပဲအဲ့ဒါကိုစစ်အာဏာရှင်ကသူအာဏာယူရပြီးသူ့ရဲ့ပါမစ်တွေနဲ့သူ့ရဲ့ထိန်းချုပ်မှုအောက်ကနေပြီးတော့ run နေတယ်ပြီးတော့တရုတ်နိုင်ငံနဲ့စီးပွားရေးဖွင့်တယ်တရုတ်နိုင်ငံနဲ့ကုန်ကူးတယ်ဦးနေဆက်ကနေကူးတယ်လိမ်ပြန်နေနဲ့ကူးတယ်သင်္ဘောတွေနဲ့ကူးပြီးတော့လဲပတ်နေစေပဲရှိတယ်အဲ့ဒီထဲမှာဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်တယ်ပါမစ်တွေချပေးတယ်ရန်ကုန်မြို့မှာရှိတဲ့လုပ်ငန်းမျိုးစုံလုပ်ကြတယ်ကြီးပွားကြတယ်ချမ်းသာကြတယ်နော်မြေကွက်တွေရောင်းကြတယ်ဝယ်ကြတယ်အိမ်တွေရောင်းကြတယ်ကိုပီရောင်းကြတယ်တနိုင်ငံလုံးမှာစစ်ပွဲတွေဖြစ်လာတဲ့ခါကျတော့စစ်ပေးရှောင်ပြည်သူတွေကအဲ့လိုစစ်ပွဲမဖြစ်တဲ့အထူးသဖြင့်ပေါ့နော်ရန်ကုန်မန္တလေးလိုနေရာတွေကိုစစ်ရှောင်လာကြတယ်အဲ့ဒီရှောင်လာတဲ့ခါကျတော့အရာစည်းကွက်တွေမှာအငှားစည်းကွက်တွေမှာအလုံးစင်ပြီးတယ်အဲ့ဒါမှလူတွေစီကားလာကြတယ်အဲ့တော့ရန်ကုန်မြို့လိုနေရာမန္တလေးမှာလူတွေစီကားလာတယ်တနိုင်ငံလုံးကဒစိမ့်တွေများလာတာပေါ့နော်တနိုင်ငံလုံးကစစ်ပေးရှောင်တွေများလာတယ်အဲ့ဒီဒေတာကိုလေကျွန်တော်တို့ NUG အပါဝင်ဘယ်တိုင်းသားလက်နက်ကင်ကမှစစ်ရေးမဖော်ဆောင်နိုင်သေးဘူးရန်ကုန်လိုနေရာမန္တလေးလိုမြို့ကြီးနေရာကိုကျွန်တော်တို့ကစစ်ရေးဖော်ဆောင်နိုင်ခြင်းစကိုင်းမကွေးပတ်သိမ်လိုမျိုးစစ်ရေးဖော်ဆောင်နိုင်ခြင်းမရှိသေးဘူးကျွန်တော်တို့ဒီ UG ပုံစံနဲ့
လှုပ်ရှားမှုတွေလောက်ပဲဒီစစ်စေးရေးအသေးလေးတွေလောက်ပဲလုံနိုင်သေးတာဖြစ်တဲ့အတွက်ဒေတာဟာစစ်ကောင်စီရဲ့တရားရန်တို့ထိန်းချုပ်မှုအောက်ကနေစီးပွားရေးလက်ပတ်နေတယ်ပြည်သူတွေကလည်းပြည်သူတွေကစစ်ကောင်စီနဲ့မပေါင်းနဲ့ပြည်သူတွေစစ်ကောင်စီနဲ့စီးပွားရေးမလုံးနဲ့ပြည်သူတွေဆိုင်မဖွင့်နဲ့သွားပြောလို့လည်းအတိတ်ပဲမရှိဘူးဒီပြည်သူတွေရဲ့စားဝတ်နေရေးကိုဘယ်သူမှလည်းတာဝန်မယူနိုင်ဘူးပြည်သူကလည်းနားထောင်မှာမဟုတ်ဘူးပြောချင်တာက NUG အပါဝင်တော်လန်ပြည်သူများကနိုင်ငံကောင်းမှုနဲ့စနစ်ပြောင်းမှုလုပ်နေတာဖြစ်တဲ့ပြည်သူတွေကိုအမိတ်ပေးခိုင်းစေလို့မဖြစ်နိုင်ဘူးအမိတ်ပေးခိုင်းစေရင်ပြည်သူတွေနဲ့ပို့ပြီးဝေးသွားတာပဲရှိမယ်အဲ့တော့ဘယ်လိုမှလုပ်လို့မရဘူးအဲ့ဒီချိန်မှာအဲ့ဒီရဲ့အားသာချက်ကိုစစ်ကောင်စီကပလင်ပေါ်မှာတက်ထိုင်ပြီးသူ့ရဲ့လုတ်ပိုင်ခွင့်တွေတစ်စင်စီးပွားရေးတွေ run လာတဲ့အခါမှာသူ့မှာဝင်ငွေတွေရလာတယ်အခွန်အကောက်တွေရလာတယ်နော်မီတာဘူးလက်စစ်ဘူးဘာဘူးညာဘူးအခွန်အကောက်နော်နိုင်ငံသားမှာသွားနေတဲ့ပြည်သူတွေရဲ့ဒီအခွန်ဆောင်မှုဒီရနေရသူကဝင်ငွေတွေရလာတယ်ပြီးတော့နိုင်ငံလုံးရဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးဝင်ငွေတွေအားလုံးကိုသူထိန်းချုပ်ထားတယ်နိုင်ငံလုံးရဲ့ budget ကိုလည်းသူထိန်းချုပ်ထားတယ်နိုင်ငံလုံးရဲ့ဘိုးဘန်ကိုလည်းထိန်းချုပ်ထားတယ်နိုင်ငံရဲ့တာဇာတတွေကိုလည်းသူထိန်းချုပ်ထားစေပဲရှိတယ်ဥမာကမ်းလွန်ရေနံလိုဟာမျိုးတွေနိုင်ငံတကာနဲ့ချုပ်ဆိုထားတဲ့ကုမ္ပဏီကြီးများနဲ့ချုပ်ဆိုတာဥမာပြည်တွင်းမှာဆိုရင်အခုဒါဆိုဂျပန်ကုမ္ပဏီနဲ့စူဇူကီကားတွေထွက်နေပြီးစက်မှုစုံတွေဒီမှာထက်လက်လဲပတ်နေပြီးအဲ့လိုစီးပွားရေးလုပ်ငန်းတွေနဲ့အဲ့ဒီလုပ်ငန်းတွေကလဲပတ်အောင်သူကပြန်လဲလှုပ်ဆောင်နိုင်ထားနေတယ်CDN ဆိုတာလဲအချိန်တိုင်းတာတစ်ခုတည်းအခါမှာအဲ့ဒီ CDN လောက်သွားတဲ့နေရာကိုအစားထိုးပြီးတော့သူ့ရဲ့အုပ်ချုပ်ရန်တရားတွေပြန်လဲပတ်လာပြီးဖြစ်တဲ့အတွက်သူရရှိလာတဲ့ဝင်ငွေတွေကနေနောက်သူ့မှာလဲကိုပိုင်လက်နက်စက်ရုံတွေရှိတယ်လူကိုပိုင်ကုန်ကျန်းတွေရှိတယ်တရုတ်လိုရုရှားလိုနိုင်ငံကြီးတွေရိုင်းတစင်သူလိုတဲ့ကုန်ကျန်းတွေလိုရတဲ့ပစ္စည်းတွေအကုန်လုံးကုန်သွယ်လို့ရတယ်နေဆက်တွေမတော်တဆပိတ်ထားရင်လေသူကသင်္ဘောလမ်းကြောင်းနဲ့ကုန်သွယ်လို့ရတယ်လိမ်ပြန်နဲ့သိလို့ရတယ်ဒါကြောင့်လေတရုတ်လိမ်ပြန်တွေရုရှားလိမ်ပြန်တွေတစ်ချိန်လုံးလာနေတာအဲ့လိုလမ်းကြောင်းနဲ့သူလိုအပ်နေတဲ့လက်နက်ခဲယမ်းတွေဤပညာတွေအားလုံးကိုဖြည့်ဆည်းလို့ရတာအဲ့ဒါကိုလေကျွန်တော်တို့ကမတားဆီးနိုင်ဘူးအဲ့ဒါကိုတားဆီးဖို့လုပ်မယ်ဆိုရင်လုပ်လို့ရတာကနိုင်ငံတကာကို session ပေးပါလို့ပြောတယ်ဒါပေမဲ့နိုင်ငံတကာ session ကပြည်တွင်းမှာလက်ပတ်နေတဲ့စီးပွားရေးကို session လုပ်လို့မရဘူးအဲ့အတွက်ဘာမှဖြစ်ဘူးနော်ဒီရင်းနှံဒီလေရင်စီတွေကိုကျွန်တော်တို့က session ချဖို့ပြောတယ်အဲ့ဒါကလေလေရင်စီဆိုတာလေရင်ဘုံမကျဲလို့ရတာပဲရှိတယ်တခြားနည်းနဲ့သူကဘုံကျဲအောင်ပါပဲအဲ့တော့အခုကလေရင်ဘုံကျဲတာကတတ်ဒါစစ်ကောင်စီဝင်ငွေတွေကိုမတားဆီးနိုင်ဘူးတခါတို့ကစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ခရိုပြာတွေကိုတို့ကဒီလက်နက်မောင်ကိုမှုနေတဲ့ဒီ session တွေချထားတယ်အဲ့ဒါလည်းမထီရဘူးအပြည့်အဝမထီရဘူးဘာကြောင့်လဲစစ်ကောင်စီရဲ့နိုင်ငံတကာငွေကြေးလဲလှယ်မှုတွေစစ်ကောင်စီရဲ့နိုင်ငံတကာမှာပြောနေတဲ့ဒီငွေကြေးရွှေ့ပြောင်းမှုတွေကိုတို့က session မပိတ်ထားဘူးနိုင်ငံတော်ဗဟိုဘဏ်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကိုလည်းမပိတ်ထားဘူးစစ်ကောင်စီရဲ့ဒီနိုင်ငံခြားငွေအလွှဲပြောင်းငွေလည်းမပိတ်ဆို့ထားနိုင်တာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့စီးပွားရေးလုပ်ငန်းတွေစစ်ကောင်စီရဲ့လက်အောက်ခံခရိုကပြများရဲ့ဒီအာဆီယံနိုင်ငံနဲ့ဒေသတွေမှာအခြေချထားတဲ့စီးပွားရေးလုပ်ငန်းတွေရဲ့ဝင်ငွေတွေစစ်ကောင်စီထိန်းချုပ်ထားတဲ့ပါဆိုနဲ့ထိန်းချုပ်ထားတဲ့ပြည်တွင်းကိုတရားဝင်သွားလာတဲ့နေဆက်တွေကိုလေစိတ်တွေကိုရေစိတ်တွေကိုကားစိတ်တွေကိုထိန်းချုပ်ထားနိုင်ရတယ်အလုတ်သွားလုပ်တဲ့မြန်မာနိုင်ငံသားတွေရဲ့အခွန်အခါတွေနော်ပြီးမှတခါအဲ့ဒီလုပ်ဖို့အတွက်သူ့ရဲ့ဝန်တန်းတွေရဲ့လက်ပေးလက်ယူမှုနဲ့လက်ပတ်နေတဲ့ငွေကြေးတွေနော်သူကိုယ်တိုင်ကလိုအပ်တဲ့ကုန်ကျန်းတွေလက်နဲ့ထုတ်လုပ်ဖို့ကြီးတွေရမ်းတွေလိုအပ်တဲ့နည်းပညာတွေအားလုံးကိုတရုတ်နိုင်ငံကအရှံပယ်ရနေတာစစ်ကောင်စီရဲ့အားသာချက်တစ်ခုကတရုတ်နိုင်ငံနဲ့အင်းဒီနာချင်းဖြစ်နေခြင်းဟာစစ်ကောင်စီရဲ့အားသာချက်ပဲတရုတ်နိုင်ငံရဲ့ပွင့်လင်းလာတော့စီးပွားရေးနဲ့တရုတ်နိုင်ငံရဲ့ပွင့်လင်းလာတော့ဒီထုတ်ကူပစ္စည်းများတရုတ်နိုင်ငံမှာအကုန်ထွက်နေတာဖြစ်တဲ့အတွက်စစ်ကောင်စီကတရုတ်နိုင်ငံကနေရနေတာတရုတ်နိုင်ငံနဲ့ကုန်သွယ်ဖို့အမေရိကကလည်းစူးစမ်းနေတယ်ထိုင်းလည်းစူးစမ်းနေတယ်အိန္ဒိယလည်းစူးစမ်းနေတယ်ဘရာဇီးလည်းစူးစမ်းနေတယ်အာဆီယံနိုင်ငံတွေလည်းစူးစမ်းနေတယ်ဥရောပUK ပြည်သစ် EU နိုင်ငံလည်းစူးစမ်းနေတဲ့အချိန်မှာကံကောင်းစွာနဲ့ပထဝီအနေထားအရတရုတ်နိုင်ငံနဲ့အိန္ဒိယချင်းဖြစ်နေပြီးစစ်ကောင်စီကလည်းတရုတ်နိုင်ငံကိုတပည့်ခံထားတာဖြစ်တဲ့အတွက်တိုင်းပြည်မှာလိုအပ်နေတဲ့စစ်ကောင်စီလိုအပ်နေတဲ့ငွေကြေးတွေငွေကြေးလွှဲပြောင်းမှုတွေဘဏ်လုပ်ငန်းစနစ်တွေကုမ္ပဏီလုပ်ငန်းစနစ်တွေကုန်သွယ်မှုစနစ်တွေသူလိုအပ်နေတဲ့ရင်းနှီးမြှုပ်နှံမှုတွေနိုင်ငံခြားငွေတွေအားလုံးကိုတရုတ်နိုင်ငံကနေပြီးတော့ရရှိနေတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့အားသာချက်ကိုလည်းကျွန်တော်တို့မတားဆီးနိုင်ဘူးအဲ့တော့အဲ့ဒါကိုတားဆီးနိုင်ဖို့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားကိုကျွန်တော်တို့ဖျက်ဆီးနိုင်မှသာလေကျွန်တော်တို့ကတားဆီးနိုင်မှာဒီနှစ်ချက်လည်းကျွန်တော်တို့မတားဆီးနိုင်ဘူး